ပါတလိပုတ်ပြည့်ရှင်အာသောကမင်းကြီးခေါ်တိရိဓမ္မသောကမင်းနဲ့ရခိုင်ပြည်ဓညဝရီပြည့်ရှင်သူရိယဆက်ကမင်းတို့ဟာတပြည်တော်နဲ့တပြည်တော်ဘာသာရေးဆက်နွယ်မှုရှိခဲ့ပါတယ်တိရိဓမ္မသောကမင်းဟာရာဇကြိုပြည်အဇာရတမင်းမြုပ်နှံထားခဲ့တဲ့မြေအောက်ဌာပနာတိုင်းမှာဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်တွေကိုတူးဖော်ရရှိခဲ့ပါတယ်ဗုဒ္ဓယဟန်နာမထေရမြတ်တစ်ပါးဖြစ်တဲ့ရှင်မဟာမောဂလိဗုဒ္ဓတိတမထေရမြတ်ကဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်တွေကိုဘုရားရှင်ပြရိတ်ပေးခဲ့တဲ့နေရာဒေသအသီးသီးမှာဇေရီတီပီဌာပနာယံတိရိဓမ္မသောကမင်းကိုညွှန်ကြားခဲ့ပါတယ်တိရိဓမ္မသောကမင်းဟာရှင်ဘာဟုလမထေရနဲ့ရှင်မဟာတိတ်တမထေရယဟန္တာရှင်မြတ်များထံပန်ကြားပြီးဘုရားရှင်ပြရိတ်ပေးခဲ့ရာနေရာဒေသတစ်ခုဖြစ်တဲ့ရခိုင်ပြည်ဓညဝရီမြို့နေရာအသီးသီးမှာဘုရားရှင်ဓာတ်တော်များကိုဌာပနာနိုင်စေရန်ဓညဝရီပြည့်ရှင်သူရိယဆက်ကမင်းကြီးထံဆေလွတ်ခဲ့ပါတယ်ယဟန်နာမထေရမြတ်နှစ်ပါးဟာဓညဝရီပြည်ကြီးကိုရောက်ရှိလာတဲ့အခါမှာသူရိယဆက်ကမင်းထံဖျားရှင်ဓာတ်တော်များကိုပေးအပ်တော်မူခဲ့ပါတယ်ဖျားရှင်ဓာတ်တော်ထင်ရှားရှိစဉ်ကသွန်းလုပ်ခဲ့တဲ့စန္ဒမုနိရုပ်ပွားတော်ရဲ့ပုံလူကိုပါသူရိယဆက်ကမင်းထံပေးအပ်ခဲ့ပါတယ်သူရိယဆက်ကမင်းကြီးဟာဖျားရှင်ပြရိတ်တော်ထားခဲ့တဲ့ရခိုင်ပြည်ဒေသအသီးသီးမှာဇေရီတော်များတည်ထားပြီးဓာတ်တော်များကိုဌာပနာခဲ့ပါတယ်ဇေရီတော်များတည်ပြီးသည့်နေ့တပြိုင်နက်စန္ဒမုနိရုပ်ပွားတော်ကြီးကိုမဟာမုနိရုပ်ရှင်တော်သွန်းလုပ်တဲ့အခါကြံနေခဲ့တဲ့ယရနာ၉ပါးဖြင့်သွန်းလုပ်တော်မူခဲ့ပါတယ်စန္ဒမုနိစင်းနုတော်ကြီးရဲ့ထူးခြားလှတဲ့သွေးမြေလက္ခဏာတော်များကတော့မျက်လုံးအိမ်တော်မျက်ရည်တော်မျက်လွှာတော်မျက်ခုံးတော်မေးရိုးတော်နှာခေါင်းတော်နှာခမ်းတော်တို့ဟာပေါ်လွင်ထင်ရှားခြင်းစံจิตတော်စံကြည်တော်စံရစ်တော်တို့ဟာဖျားရှင်တက်ရှိထင်ရှားရှိစဉ်ကသွန်းလုပ်ခဲ့တဲ့မဟာမုနိစင်းနုတော်ကြီးနဲ့တထရာတဲ့တူညီနေခြင်း
ဖူးတင်းကျစ်တော်ဟာပြည်ပြင်းထင်ရှားခြင်းလေရစ်တော်၃ပါးရှိခြင်းချင်းသည်မင်းရေအုပ်ကဲ့သို့မိုးမောက်ကျဲပြန့်တဲ့ရေအုပ်တော်ရှိခြင်းဗုဒ္ဓအလောင်းတော်များနှင့်စကြဝဠာမင်းများမှသာပါရှိတဲ့32ပါးသောလက္ခဏာတော်ကြီးနှင့်ဗုဒ္ဓအလောင်းတော်များတွင်သာပါရှိတဲ့အပါး80သောလက္ခဏာတော်ငယ်များနှင့်ကိုက်ညီခြင်းစင်နှမောင်းတရံလက်မောင်းတော်နှင့်အချိုးကျသွဲလျားတဲ့လက်ချောင်းတော်များရှိနေခြင်းတို့ဖြစ်ကြပါသည်စင်နုတော်ကြီးရဲ့ပုံသဏ္ဍာန်ကတော့လူနဲ့မြမတတ္တဝါအပေါင်းတို့အလေးမြတ်ထားကိုးကွယ်ဟန်ဖြစ်တဲ့ထဝယ်ဖွဲ့ခွေထိုင်နေပုံဖြစ်စဉ်ကမူဒရာဖြစ်ပါတယ်စန္ဒမုနိစင်နုတော်ကြီးဟာရခိုင်ပြည်နယ်မြောက်ဦးမြို့စန္ဒမုနိဘုရားကြီးကျောင်းတိုင်တိန်တော်ကြီးအတွင်းမှာကိန်းဝတ်စံပယ်လျက်ရှိနေပါရဲ့ရှင်